ဘိုးတွေတိုင်းအားလုံးကိုလေးထဲဆွဲဆောင်သွားနေပြီဆိုင်ရုံးလို့အော်ဒါနဲ့ဘာကြောင့်ဖြစ်သွားတဲ့သူတွေရှိပါတယ်ဒီပြင်မလဲဆိုတော့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးကြပါတော့မင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ရဲ့အင်မျိုးမြောက် YouTube Channel ကနေခင်မင်ရင်းနှီးစွာကြိုဆိုလိုက်ပါတယ်ရှင်ပြပြပေးမဲ့သူကတော့ထူးချော်တဲ့အရေးချင်းတွေကြောင့်ကမ္ဘာဘလုံးသမားတွေထဲမှာအမြဲရတည်နေသူစီရိုနယ်တို့ရဲ့အကြောင်းကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်။သူကဘလုံးကစားသမားတာမကစီးပွားရေးပိုင်ရှင်တူလည်းဖြစ်ပါတယ်။ CR7 ရဲ့မတ်တစိန်အဖြစ်အင်ဂျီဘရီဘောကအစားသောက်စားတဲ့လုပ်ငန်းမျိုးစုံနဲ့လည်းပါဝင်ပြီးသူ့ရဲ့အောင်မြင်မှုတွေဟာအလုပ်ချစ်သူတိုင်းအနိုင်ရနိုင်တယ်ဆိုတဲ့စကားကိုလူငယ်တိုင်းတွေတည်တည်ပြနေပါတယ်။ဘိုးတွေပြည်တိုင်းလက်တွေချက်ပြီးလေထဲခုံရင်းနဲ့ဆိုင်ရုံးလို့အော်ဒါတဲ့စကားလုံးဟာသူ့ရဲ့မတ်တစိန်တစ်ခုလိုဖြစ်နေပါတယ်။ရိုနယ်ဒိုကို1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ပေါ်တိုဂီနိုင်ငံဖန်ချဲကျောမှာမွေးဖွားခဲ့ပါတယ်။သူ့မိသားစုဟာစီးပွားရေးအဆင်မပြေတဲ့ခြေနေရှိပြီးတခါတရံဝင်မရှိတာကြောင့်စားဖို့တွေခက်ခဲခဲ့ပါတယ်။ဒါပေမဲ့ကလေးဘဝကလေးကသူ့ရဲ့အိမ်မက်ကြီးတစ်ခုကတော့ကမ္ဘာအကောင်ဆုံးဘောလုံးသမားဖြစ်ချင်တယ်ဆိုတာပါပဲ။လက်စင်မှာ Sporting Lisbon အရွယ်ငယ်အသင်းမှာစတင်ကစားခဲ့ပြီးအဲ့ဒီမှာသူ့ရဲ့အရည်ချင်းတွေတဖြည်းဖြည်းပေါ်ထွက်လာခဲ့ပါတယ်။2003ခုနှစ်မှာတော့ Manchester United ရဲ့အားကစားနည်းပြမာတင်ဆာအဲလက်ဖာဂူဆန်ကသူ့ကိုယူဆောင်သွားပြီးအဲ့ဒီအချိန်ကနေရိုနယ်ဒိုအတွက်ကမ္ဘာဘောလုံးသမိုင်းအသင်းစတင်ခဲ့တာပါ။ Manchester United မှာ Premier League, FA Cup, Champions League တွေမှာစွမ်းဆောင်ပြီးနာမည်ကြီးလာခဲ့ပါတယ်။ခုနှစ်မှာ Real Madrid ကိုတည်းအလုပ်ခန့်စေသည့်ဂုဏ်ယူစရာ transfer ဖြစ်ခဲ့ပြီးတဦးတည်းနဲ့အသင်းထဲမှာဂိုးသွင်းနံပါတ်တင်စရာသမိုင်းစစ်တီရောက်ခဲ့ပါတယ်။ Manchester United, Real Madrid, Juventus နဲ့အခု El Nassr ကလပ်တွေမှာအောင်မြင်မှုတွေကိုလည်းဖန်တီးခဲ့သူပါ။အရေးကြီးဆုံးဆုတွေကတော့ဘယ်လိုကမ္ဘာအကောင်ဆုံးကစားသမားဆုက9ကြိမ် FIFA Best Player Award က4ကြိမ် UEFA Best Player in Euro က3ကြိမ် European Golden Shoe ဂိုးများဆုံးဆုက4ကြိမ် Premier League Champion Man United နဲ့က3ကြိမ် La Liga Champion Real Madrid နဲ့က2ကြိမ် Serie A Champion Juventus နဲ့က2ကြိမ် Euro 2060 winner ပေါ်တိုဂီနိုင်ငံအတွက်က1ကြိမ် National League winner နဲ့က1ကြိမ်စသည့်ဆုတွေနဲ့အဝဲစရာအောင်မြင်မှုတွေလည်းအများပြားပါဝင်ပါတယ်Juventus မှာလည်းအောင်မြင်မှုတွေဆက်လက်ရခဲ့ပြီးနောက်ပိုင်း Manchester United တို့ပြန်သွားခဲ့ပါတယ်။ဒီမှာတော့ Saudi Arabia AI နာစီအသင်းမှာကစားနေပါတယ်။အရေးချင်းရှိပေမဲ့အလုပ်ကိုမချင်ရအကျိုးမရှိပါအိမ်မက်ဆိုတာအဲ့ရထဲမှာမေတ္တာမဟုတ်ပါအိမ်မက်ဆိုတာမင်းကိုမအိမ်နိုင်အောင်လုပ်နေတဲ့အရာတွေပါပဲလို့စီရိုနယ်ဒိုရဲ့စကားလက်ဆောင်တွေကလည်းလူငယ်တွေကြားဆောင်မှုတစ်ခုပါရိုနယ်ဒိုဟာဂိုးသမားတာမကခန္ဓာကိုယ်ဆောက်ရှောက်ပုံအလေးအကျက်အလုပ်ချင်းမှုနဲ့ကဘာကျော်ပြီးလူငယ်တွေအတွက်အားကျတူးရစရာကောင်းသူဖြစ်လာပါတယ်သူ့အတွက်ဘောလုံးကတကယ်ပက်ရှင်ဖြစ်ပြီးဂိုးသွင်းတာဟာအသက်ရှူသလိုပါပဲလို့သူကိုယ်တိုင်ပြောထားသလိုအမြဲတိုးတက်မှုနဲ့အောင်မြင်မှုကိုရှာဖွေနေသူပါဘောလုံးသမိုင်းထဲမှာစီရိုနယ်ဒို CR7 နာမည်ဟာအမြဲတမ်းအမတ်တရားတစ်ခုအဖြစ်နေရာယူထားမယ်ဆိုတာအမှန်ပါပဲရှင်ပရိသတ်ကြီးတို့ရောရိုနယ်ဒိုကိုကြည့်ပြီးအိမ်မက်တွေအကောင့်ထဲပေါ်ဖို့စွမ်းအားတွေရနေကြပြီမလားကဲဒီနေ့တော့ဒီလောက်ပါပဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးသွားတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမယ်နော်